ငြိမ်းချမ်းရေးဆိုတာကနိုင်ငံတကာနိုင်ငံရဲ့ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတွေအခြေခံဒါကျွန်တော်တို့တိုင်းပြည်မှာမဟုတ်ဘူးနိုင်ငံတကာမှာလည်းပဲတိုင်းပြည်ဖြစ်ဖြစ်သူတို့ရဲ့အခြေခံကနော် peace and stability is the prerequisite for the all-round development of the country ဒီလိုပဲခံလို့ကြအဲ့တော့ကျွန်တော်တို့ကလည်းရွေးကောက်ပွဲကိုလွတ်လပ်တရားမျှတတဲ့နော်ရွေးကောက်ပွဲဥပဒေရုပ်ကြီးနဲ့ကျင်းပပြီးလို့ရှိရင်ဘုရားကျွန်တော်တင်ပြသလိုပေါ့တိုင်းသားစလုံးညီမှုအခြေပြုပြီးတော့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကပြန်ပြီးတော့ပေါ့နော်ဖော်ဆောင်လာနိုင်မယ်လို့ယုံကြည်တယ်ဒါလည်းခွန်လန်းတစ်ခုပေါ့အရင်တုန်းကကျွန်တော်တို့ငြိမ်းချမ်းရေးညီလာခံတွေလုပ်တဲ့အခါမှာတပ်မတော်အစိုးရလွှတ်တော်နောက်တိုင်းသားလက်နက်ကိုင်အဖွဲ့နိုင်ငံရေးပါတီများအစုအဖွဲ့ဆိုတော့ဒီအစုအဖွဲ့တွေစုပေါင်းပြီးတော့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေလုပ်ခဲ့ကြတော့အစိုးရအဆက်ဆက်လည်းတိုင်းပြည်ငြိမ်းချမ်းရေးကိုကြိုးပမ်းကြတာပဲကြိုးပမ်းစေပေါ့ရွေးကောက်ပွဲတွေပြီးသွားတဲ့အခါမှာဆိုရင်တော့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေပြန်လည်ပြီးတော့နော်တိုက်တိုက်ဝင်နေပေါ့ဖော်ဆောင်နိုင်မယ်လို့ယုံကြည်တယ်ဒါစင်ငယ်လုပ်သွားမှာ